ဒီနေရာကတော့ကြော်ကြားလာတဲ့တိုက်တန်းနဲ့တင်မောကြီးငြိမ်သက်စွာလဲလျောက်နေပါတယ်ဒီတစ်ခေါက်တော့ကျွန်တော်တို့သမုဒ္ဒရာရဲ့အမှောင်ဆုံးအနက်ဆုံးနေရာကိုတူတူခီးသွားကြမယ်ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးရဲ့80%ကျော်ဟာသမုဒ္ဒရာကြီးတွေပါဒါပေမဲ့လူသားတွေကသမုဒ္ဒရာရဲ့9%ကိုပဲစူးစမ်းရသေးတယ်ဆိုတာသင်ယုံပါလားသမုဒ္ဒရာကြီးအားတကယ်ရောဘယ်လောက်နက်တယ်လဲကျွန်တော်တို့နဲ့အတူအောက်ကိုဆင်းကြည့်အောင်အနက်မီတာ40ပေနဲ့တွက်မယ်ဆိုရင်ပေ130ဒါအပျော်တန်းထိုင်ပင်ထိုးတဲ့သူတွေဆင်းနိုင်တဲ့အနက်ဆုံးနေရာပါကဲနောက်ထပ်ဆင်းကြည့်မယ်မီတာ200ရောက်ရင်တော့စမ်းလိုက်စုံလို့ခေါ်တဲ့လင်းရောင်ရတဲ့အပိုင်းကုန်ဆုံးသွားပါပြီအဲ့ထက်ကျော်လာရင်ဆိုရင်တော့အလင်းရောင်ကဖြည်းဖြည်းချင်းပျောက်ကွယ်သွားပါမယ်မီတာ900ဒီနေရာမှာတော့ကမ္ဘာအကြီးဆုံးဝေလ9ပြားတွေအစာရှာကိုမုတ်ရှိုးနိုင်တဲ့အနက်ဆုံးနေရာကိုရောက်ပါပြီမီတာ1000ရောက်ရင်တော့လုံးဝအမှောင်တူကြီးစတင်ပါပြီဒါကိုမင်းနိုင်စုံလို့ခေါ်ပါတယ်အဲ့နေရာမှာနေအောင်ကြီးလုံးဝမရှိပါဘူးရေဖြီအားကလည်းတင့်အပေါ်မှာစင်ကောင်းကြီး100လောက်တက်နေထားလို့ပြင်းထန်လာပါပြီဒီမှာရှိတဲ့တက်တော်တွေဟာသူတို့ကိုယ်တိုင်အလင်းရောင်ထုတ်ပြီးတော့လမ်းပြကြရပါတယ်မီတာ3800ဒီနေရာကတော့ကြော်ကြားလာတဲ့တိုက်တန်းနဲ့တင်မောကြီးငြိမ်သက်စွာလဲလျောက်နေပါတယ်သူ့အထက်မှာရှိနေတဲ့ရေရုရဲ့ဖြီအားမယုံနိုင်စရာကောင်းတော့အောင်ပြင်းထန်လွန်းပါတယ်မီတာ6000ကျော်သွားရင်တော့ဟရဲဇုံလို့ခေါ်တဲ့မရဲပုံလိုနှက်ဆိုင်တဲ့နေရာကိုရောက်ပါပြီနောက်ဆုံးမီတာ1935ပေပေါင်း3600ခန့်ဒါဟာကမ္ဘာအနက်ဆုံးနေရာပါပဲဒီနေရာကဘယ်လောက်နဲ့လဲဆိုရင်ကမ္ဘာအမြင့်ဆုံးအီရက်တောင်ကြီးကိုစောက်ထိုးထည့်လိုက်ရင်တော့မှတောင်ထိပ်ကရေမျက်နှာပြင်နဲ့ထိဖို့မိုင်ဝက်လောက်လိုနေပါသေးတယ်သမုဒ္ဒရာရဲ့အောက်ခြေမှာဘလို့ထူးဆန်းတဲ့တက်တော်အားတွေကြန့်ရှိနေသေးတယ်ဆိုတာဘယ်သူမှတိတိကျကျမပြောနိုင်သေးပါဘူး။သဘာဝတရားကြီးကဖန်တီးထားတဲ့ဒီလှိုးဝက်ချက်တွေကိုသင်ရောစိတ်ဝင်စားရလား။နောက်ထပ်ထူးခြားတာတွေထပ်သိရဖို့အတွက် channel လေးကို follow လုပ်ပေးထားပါဦးနော်။